Must Football Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါခင်ဗျာကျွန်တော်ဒီညမှာကံမဲ့စပိန်ကိုပါရဲပွဲစဉ်ဖြစ်တဲ့ Real Betis နဲ့ Atletico Madrid တို့ရဲ့ပွဲစဉ်လေးကို review သုံးသပ်ချက်လေးပြုလုပ်ပေးပါမယ်ပြီးတော့နောက်တစ်ပွဲဖြစ်တဲ့ Copa Italia ပွဲစဉ် quarter final ဖြစ်တဲ့ကျွန်တော်တို့ Atalanta နဲ့ Juventus တို့ရဲ့ပွဲစဉ်လေးကိုလည်းပွဲကြိုသုံးသပ်ချက်လေးပြုလုပ်ပေးပါမယ်ပြင်သစ် Liga ဖြစ်တဲ့ကျွန်တော်တို့ Strasbourg နဲ့ Monaco တို့ရဲ့ပွဲစဉ်လေးကိုလည်းကျွန်တော်တို့ review သုံးသပ်ချက်လေးပြုလုပ်ပေးပါမယ်ဒါကြောင့်စလိုက်ကြအောင်အားလုံးပဲ let's go ဒီညမှာရှင်းပြကစားမယ်Italy Copa Italia quarter final ပွဲစဉ် Atalanta နဲ့ Juventus တို့ရဲ့ပွဲကြိုသုံးသက်ချက်ကိုတင်ဆက်ပေးလိုက်မယ်။နောက်ဒီပွဲက2024ခုနှစ် Italy ဖလားဘလူးပွဲရဲ့နောက်ဆက်တွဲပြန်လည်ဆုံတွေ့မှုဖြစ်ပြီး Atalanta အတွက်တော့အိမ်ဝင်းမှာပြန်ပြီးတော့ဂလေသားခြေဝင်ရမယ်ပွဲလည်းဖြစ်တယ်။ Atalanta ရဲ့လက်ရှိခြေသားကတော့နီးပြ Rafael Pellegrino လက်အောက်မှာ Atalanta အိမ်ဝင်းမှာဂုဏ်တော်လေးကောင်းမွန်တယ်။နောက်ဆုံး6တင်းအဆင့်မှာ Genoa ကို4-0နဲ့ကိုပြတ်အနိုင်ယူပြီးတလန်းလာတယ်။အိမ်ဝင်းနောက်ဆုံး3ပွဲလုံးဂိုးမပေးရပဲအနိုင်ရထားတဲ့မှတ်တမ်းကောင်းလေးရှိတယ်။အားသာချက်ကတော့အင်္ဂလိပ်ပြည်သက်အားနဲ့ကျွန်တော်တို့ဝင်းလယ်ပိုင်း present အားကောင်းတယ်စကာမကာနဲ့ DKL ရဲ့တိုက်စစ်အတွဲအပြိုင်ဘက်ခံစီကိုအချိန်မျိုးဒုက္ခပေးနိုင်တယ်။ဒီထားမဲ့ချက်ကတော့ကျွန်တော်လူငယ်နောက်ခံလူ Honest Ahano ကပုံမူနဲ့ပွဲမှာအနီးကပြစ်ဒဏ်ရထားတာကြောင့်ဒီပွဲမှာပါဝင်နိုင်မှုမတိကျသေးဘူး။တော့ Juventus ရဲ့လက်ရှိခြေသွမ်းကတော့နီးပြ Luciano Spalletti လက်အောက်မှာ Juventus ဟာရလက်ပိုင်းတည်ငြိမ်နေတယ်။ပြီးခဲ့တဲ့ပွဲမှာပါမာကို4ဂိုး2ဂိုးနဲ့အနိုင်ရလို့ဒီပွဲရဲ့အောင်မြင်ဆုံး15ချိန်ရအသင်းဖြစ်တာကြောင့် Juventus 15ချိန်အောင်ရထားတာ။လားနဲ့ပတ်သက်ရင်အတွေ့အကြုံကောင်းတဲ့ရင်းချက်တယ်။အားသာကြတော့ခံစစ်အလွန်ချစ်လက်တဲ့နောက်ဆုံး12ပွဲမှာကျွန်တော်တို့4ဂိုးသာပြီးထားကျွန်တော်တို့တိုက်စစ်မှု Jonathan David က2016ခုနှစ်အတွင်းမှာခြေစမ်းပြနေတဲ့ဂိုးတွေတက်တိုက်သွင်းယူနေဒီထားမဲ့ချက်တော့ဒီအဓိကကစားသမားတွေဖြစ်တဲ့ကျွန်တော်တို့ Blahovic နဲ့ Kinan Yedlin တို့ရဲ့ဒဏ်ရာကြောင့်ပါဝင်နိုင်မှာမဟုတ်တော့ဘူးကျွန်တော်တို့ဒါသတိထားရမယ်ပေါ့နော်ဒီပွဲကနီးပြပိုင်းအားပြိုင်မှုပြင်းထန်မှာဖြစ်ပြီးတော့နှစ်သင်းလုံးကခံစစ်ကိုအမှားမခံပဲကစားကြလိမ့်မယ်Atalanta အင်္ဂလိပ်မှာအားသာပေမဲ့ Juventus ရဲ့ခံစစ်ကစားပုံကလည်းတော်တော်လေးကိုကောင်းမွန်တယ်ပြီးတော့တံမြတိုက်စစ်တွေကလည်းဖောက်ထွက်ဖို့တော်တော်လေးကို Juventus ကလည်းနောက်ပိုင်းမှာကောင်းမွန်လာတာတွေ့ရတယ်ပုံမှန်ပွဲချိန်အတင်းမှာတစ်ဖက်နဲ့တစ်ဖက်ကိုရဖို့ရုန်းကန်နိုင်ရပြီးတော့အမတ်တမဲ့အမားတစ်ခုကနေဘိုးထွက်ပေါ်လာနိုင်တယ်တေးရလက်ထွက်ပေါ်အခွင့်အလမ်းများလို့အချိန်မူတာမှု penalty ထိဆွဆွန့်သွားနိုင်မျိုးနဲ့ပွဲမျိုးလည်းဖြစ်သွားနိုင်တယ်နောက်တစ်ပွဲကကျွန်တော် Spain Pin Flag quarter final ရဲ့အကျိန်းနဲ့ရှိဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ Real Betis နဲ့ Atletico Madrid တို့ရဲ့ပွဲကြိုသုံးသက်ချက်ကိုတင်ဆက်ပေးပါမယ်ကျွန်တော်တို့ဒီပွဲကအဆင့်တန်းတူအသင်းကြီးနှစ်သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပြီးတော့ semi final ကိုတလန်းနိုင်မှုနှစ်သင်းလုံးအားကုန်ထူလာမဲ့ပွဲအောင်တစ်ပွဲဖြစ်ပါတယ်။ Real Betis ရဲ့လက်ရှိခြေစမ်းကလည်းနီးပြ Manuel Pellegrini ရဲ့ Betis ဟာအင်္ဂဝင်းမှာအမြဲတမ်းကစားဖြစ်တဲ့အသင်းတစ်သင်းဖြစ်တယ်။သူတို့ကဒီပလားပြိုင်ပွဲမှာအသင်းလကားကောင်းနေရှိတယ်။ပြည်သက်အင်အားနဲ့ဖိအားပေးကစားတတ်တယ်။ဝက်လက်ဖန်တီးမှုပိုင်းကောင်းမွန်တဲ့အင်္ဂဝင်းအားသာချက်ရှိတယ်။အထူးသဖြင့်တိုက်စစ်ဘက်မှာအခွင့်အရေးရနိုင်လို့အသုံးချတဲ့ကစားသမားတွေကိုပိုင်ဆိုင်ထားတယ်။ဒီကြားမှာချက်ကျွန်တော် Atletico လိုခံစစ်ချစ်လက်တဲ့အသင်းမျိုးကိုဖောက်ထွက်ဖို့ဆိုရင်ကစားကွက်အမားရင်မရှိဘူးလိုအပ်တယ်။ Atletico Madrid အသင်းရဲ့လက်ရှိခြေစမ်းအားချင်းမြူနီရဲ့အသင်းကတော့အခုနောက်ပိုင်းမှာပုံမတိုက်စစ်စင်တဲ့ပုံစံမျိုးနဲ့ပြောင်းလဲလာပေမဲ့လည်းသူတို့ရဲ့မူလလက်ဟန်ဖြစ်တဲ့ချစ်လက်တဲ့ခံစစ်ကတော့ရှိနေသေးပါပဲ။ဖလားလက်မဲ့မဖြစ်သေးဘူးဒီပြိုင်ပွဲကိုသူတို့လေးနဲ့ထားတယ်။တဦးချင်းရည်သွင်းမြမာတဲ့ကစားသမားတွေရှိတယ်။ Everett Gisman ဒီလိုတိုက်စစ်မှုတွေရှိနေခြင်းကလည်းသူတို့အတွက်အားသာချက်တစ်ခုဖြစ်တယ်။ဒီထားမဲ့ချက်ကတော့ဝင်းဖြစ်တာကြောင့်ကျွန်တော်ဗတ်တရဲ့ပွဲစားကလေးကဖိအားပေးမှုနဲ့ခံစစ်ကတောင်းခံနိုင်မှုလိုအပ်တယ်။နှစ်သင်းလုံးရဲ့အင်အားမတိမ်မယိမ်းဖြစ်နေပေမဲ့အရေးကြီးတဲ့ပွဲကြီးပွဲကောင်းတွေမှာအတွေ့အကြုံပိုရင်းနဲ့ Atletico Madrid အသင်းကပဲဒီပွဲမှာကတ်နိုင်သွားပုံရတယ်။ကျွန်တော်တို့ Atletico ကြိုက်တယ်အားလုံးကျေးဇူးတင်ပါတယ်။နောက်တစ်ပွဲကတော့ကျွန်တော်ပြင်သစ်ဖလားပွဲစဉ်ဖြစ်တဲ့ Strasbourg နဲ့ Monaco တို့ရဲ့ပွဲကြိုသုံးသက်ချက်လေးကိုတင်ဆက်ပေးမယ်။ဒီပွဲကအထင်တန်းခွာခြားမှုရှိသေးအောင်ထင်ရပေမဲ့ရှုံးထွက်ပြိုင်ပွဲဖြစ်တာကြောင့်စိတ်လှုပ်ရှားစရာကောင်းတဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်။ Strasbourg ရဲ့လက်ရှိခြေသွမ်းဟာဒီရာသီမှာရလက်တွေတည်ငြိမ်မှုရုပ်ကန့်နေရပေမဲ့အိမ်ဝင်းမှာဆိုရင်တော့အသင်းကြီးတွေကိုဒုက္ခပေးနိုင်တဲ့အဆင့်လာရှိတယ်။သူကပြင်သစ်ဖလားမှာအောင်မြင်မှုရယူလို့တဲ့ဆန္ဒပြင်းပြတယ်။အိမ်ဝင်းပြည်သက်ရဲ့အားပေးမှုတွေရှိတယ်။စိတ်သက်တကြွမှုခံတဲ့ကနေပြီးတော့တံပြန်တိုက်စစ်ကိုမြင်မြန်ဆန်ဆန်ကူးပြောင်းနိုင်တာလည်းသူတို့ရဲ့လက်နက်တစ်ခုပဲ။သတိထားမယ့်အချက်ကတော့မူနာကိုရဲ့အဆင့်မြင့်တိုက်စစ်ကစားသမားတွေကိုဒီပွဲလုံးအောင်ဆိုင်ထိန်းချုပ်နိုင်မှုတော့ကျွန်တော်လိုအပ်တယ်။မူနာကိုရဲ့လက်ရှိခြေစမ်းမှာတော့ဆိုရင်တော့မူနာကိုကပြင်သစ်လီဂူဝမ်မှာထိပ်တန်းအဆင့်မှာရှိနေပြီးတော့တိုက်စစ်ပိုင်းကလည်းအလွန်ဆွမ်းထက်တဲ့အဝေးဝင်းပွဲစဉ်တွေမှာလည်းကိုသင်းအားကောင်းမွန်တဲ့မှတ်တမ်းတွေကိုပိုင်ဆိုင်ထားတဲ့တဦးချင်းရည်သွင်းမြင့်မားတဲ့တိုက်စစ်ပိုင်းနဲ့အတွေ့အကြုံရှိတဲ့ကွင်းလည်းသူတို့ကပွဲကိုရှိုးမှုကစားနိုင်ပြီးတော့ပြိုင်ဘက်ကိုဖိအားပေးကစားနိုင်တဲ့အနေအထားမှာရှိတယ်။ဒီထားမဲ့အချက်တော့ကျွန်တော်ရှုံးထွက်ပွဲဖြစ်နေရကြောင်းအမားမခံနိုင်လို့ခံစစ်ပိုင်းမှာလည်းအောင်စူးစိုက်မှုယုံနေသွားရင်တော့ Strasbourg ရဲ့တံပြန်တိုက်စစ်တွေကိုခံရနိုင်တယ်။မူနာကိုကပွဲကိုစတင်ကြတဲ့ဖိအားပေးကစားမှဖြစ်ပြီးတော့ Strasbourg ကတော့အမားမခံတဲ့ခံစစ်ကိုကြစ်လေးထားမယ်။ Strasbourg အနေနဲ့အိမ်ဝင်းမှာအသွမ်းကုန်ရုံးကွန်ပြမှာဖြစ်ပေမဲ့လည်းမူနာကိုရဲ့တိုက်စစ်စွမ်းရည်ကပုံမအားကောင်းတယ်လို့ကျွန်တော်မြင်ခံမှန်းတယ်။ဒါကြောင့်ဒီပွဲမှာကျွန်တော်မူနာကိုကြိုက်တယ်။ဒါတော့ဒီညမှာကံမဲ့ကျွန်တော်ကြိုက်ဆုံး3ပွဲကိုရွေးချယ်တင်ဆက်ပြီးသွားတာပါကျွန်တော်တို့
ပိုက်သုံးလုံးမင်းနဲ့မောင်းပေါ်ဒီကစားခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ The Max Football Channel 399894နဲ့3900လေးရဲ့ Viber ကို Telegram ကိုလာရောက်ဆက်သွယ်ပြီးတော့လာနိုင်ပါတယ်ဆိုတဲ့အကြောင်းကျွန်တော်သတင်းကောင်းပါရပါခင်ဗျာ